ကောင်းကင်တော့ကဖြစ်ပြီးသွားတဲ့နောက်ရှုမော့ပင်လယ်မှာမြေကိုးတွေငွေ့ပြန်ကပြက်ကွက်သွားပြီးတော့ထူးဆန်းတဲ့အနက်ရောင်မိုးတွေအဖြစ်အဆက်မပြတ်ရွာချလာပါတယ်။အဲ့ဒီအနက်ရောင်မိုးတွေကြောင့်ပဲမရေမတွက်နိုင်တဲ့ကျဉ်ကျသူတွေကထူးဆန်းတဲ့ယောဂတွေကိုစတင်ခံစားကြရပါတယ်။ဒါပေမဲ့မိစ္ဆာသားရဲတွေကတော့အနက်ရောင်မိုးတွေကြောင့်ဗီဇပြောင်းလာပြီးတော့ဆွမ်းအားကြီးသွားတဲ့အပြင်ဂိုင်းတွေကိုပါတိုက်ခိုက်ဖို့ကြိုးစားလာပါတယ်။အခုချိန်မှာတော့ရှုမော့ပင်လယ်မှာကတ်ဆိုးကြီးတွေကြားရောက်နေပြီဖြစ်ပါတယ်။ဝမ်လင်အတွက်ကလည်းကြောက်တိုင်းမီကိုပြန်ကျင်နေဆိုရင်ရှုမော့ပင်လယ်ကိုဖျက်ဆီးဖို့လိုအပ်ပါတယ်။ရှုမော့ပင်လယ်ကကျဲပြန့်တဲ့အပြင်ကပ်ဘေးတွေလည်းကြားရောက်နေတာမို့ရှေးအောင်ပို့ဆောင်ခြင်းစီရင်ကိုသုံးကဖျက်ဆီးဖို့ဝမ်လင်ကစီစဉ်ထားပါတယ်။တစ်ဖက်မှာတော့ချူစစ်ပိုင်းကအစိမ့်နဲ့ဆိုကိုင်းတဲ့တပည့်တွေဖြစ်တဲ့ကွမ်းချိုင်ကျေးုံတို့နဲ့အတူနေရာတစ်ခုကိုရောက်နေပါတယ်။သူတို့ရဲ့ရှေ့မှာချေချေချောင်းကီမီကောက်သားရဲ့ပေါ်လာတာကြောင့်ကွမ်းချိုင်နဲ့ကျေးုံတို့ကအံ့ဩနေကြပါတယ်။ချူစစ်ပိုင်းကတော့သူကဒီသားရဲ့ကိုစောင့်ကြည့်နေတာလာအနေငယ်ရှိနေပြီဖြစ်ပေမဲ့သူ့ရဲ့ကျင့်ကြံမှုကမလုံလောက်တာမို့မဖမ်းနိုင်တာလို့ပြောပြပါတယ်။ကွမ်းချိုင်နဲ့ကျေးုံတို့ကသားရဲ့ကိုဖမ်းဖို့ထွက်သွားကြပါတယ်။ချူစစ်ပိုင်းကသားရဲကိုဖမ်းဖို့လဲလဲဆက်ဆက်ပေါင်းဆက်ထားတဲ့အစိတ်ကိုမဖြစ်မနေတော့မှကြောင်းသာသူတို့နှစ်ယောက်ကိုခေါ်လာတာဖြစ်ပါတယ်။ချူစစ်ပိုင်းဟာတရေသားကိုဝါမြုပ်ပြီးတဲ့နောက်တရေသားဖွဲ့တာအောင်မြင်သွားခဲ့ပြီးတော့ဝမ်လင်ရောအောင်မြင်ခဲ့လာလို့တွေးနေပါတယ်။နောက်တစ်ခါတွေ့လို့ဝမ်လင်သာတရေသားချင်းချင်းအဆင်မဟုတ်ဘူးဆိုရင်သူကအာနာနေမှာမဟုတ်ဘူးလို့တယောက်တည်းပြောနေပါတယ်။ကွာချိုင်နဲ့ဂျင်းယုံတို့အစိတ်ပေါင်းဆက်ပြီးတော့သားရဲကိုတက်ပြီးတဲ့အချိန်သူတို့ကိုပြန်တက်ပြီးတော့အမျိုးတွေလူဖို့ချူစစ်ပိုင်းကစီစဉ်ထားပါတယ်။တိုက်ဆိုင်စွာပဲဝမ်လင်ကလည်းသူတို့ရှိနေတဲ့တောင်ကြားကိုရောက်လာပါတယ်။ကွမ်းချိုင်နဲ့ဂျေယုံတို့ကအစိတ်ကိုပေါင်းဆက်ပြီးတိုက်ခိုက်ပေမဲ့အစင်မပြေပဲတားရဲပြန်တိုက်ခိုက်တာကိုခံနေရပါတယ်။တားရဲကဝမ်လင်ရဲ့အချိန်ဝါကိုခံစားမိတာကြောင့်မတိုက်ခိုက်တော့ပဲမြေကြီးထဲကိုပြန်ဝင်သွားပါတယ်။ချူစစ်ပိုင်ကတော့ဝမ်လင်မှမသိပဲစိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ရှိတဲ့လူတစ်ယောက်လာနေတယ်လို့ထင်နေပါတယ်။ဝမ်လင်ကသူ့ရဲ့ရှေ့မှာပေါ်လာတော့ချူစစ်ပိုင်ကအံ့ဩသွားပါတယ်။တရေသားချင်းညာချင်းအဆင့်ရှိတဲ့သားနဲ့အငယ်လေးနှစ်ယောက်ကိုကစားနေတာကစိတ်ဝင်စားဖို့ကောင်းရလားလို့ဝမ်လင်ကမေးလိုက်ပါတယ်။ဝမ်လင်ရဲ့စကားကြောင့်ကွမ်းချိုင်နဲ့ဂျေယုံတို့ကချူစစ်ပိုင်ရဲ့အကြံကိုရိပ်မိသွားပြီးတော့ဝမ်လင်ကိုကျေးဇူးတင်စကားပြောပါတယ်။ကွမ်းချိုင်နဲ့ဂျေယုံတို့ထွက်သွားတော့ချူစစ်ပိုင်ကအလုံးမပေးဘဲတိုက်ခိုက်ပေမဲ့ဝမ်လင်ကကာကွယ်ပေးလိုက်ပါတယ်။ဝမ်လင်ကတော့ဒီငယ်လေးနှစ်ယောက်ကတူမော်နန်းတော်ကဖြစ်တာမို့လူသက်ချင်ရင်တတိထားဖို့လိုမယ်လို့ချူစစ်ပိုင်ကိုပြောပါတယ်။ချူစစ်ပိုင်ကကျင်းယုံဟာတူမော်နန်းတော်ရဲ့ဘိုးတပမန်းသိနေပြီးတော့ကျင်းယုံသာလို့သွားရင်သူ့အတွက်ပြဿနာရှိလာနိုင်ပါတယ်။ဝမ်လင်ကတော့သူတို့နှစ်ယောက်ရဲ့အမျိုးတွေဖွဲ့စည်းခြင်းနောက်ပိုင်းအစဉ်အရှိန်ကိုချူစစ်ပိုင်လာလိုက်ရင်မိနိုင်သေးတယ်လို့ပြောပါတယ်။ချူစစ်ပိုင်ကလည်းလိုချင်နေတာကိုပွင့်ပွင့်လင်းလင်းပြောဖို့ဝမ်လင်ကိုပြောပါတယ်။ဝမ်လင်ကချူစစ်ပိုင်စီမှာရှေးအောင်ပို့ဆောင်ခြင်းစီရဲ့မြေပုံရှိလာလို့မေးပါတယ်။ချူစစ်ပိုင်ကတော့သူ့စီမှာမရှိပေမဲ့ဝမ်လင်လိုချင်ရင်အဓိကမြို့တော်ရဲ့ဈေးကွက်မှာအလဲလှယ်လုပ်လို့ရကြောင်းပြောပြပါတယ်။ဝမ်လင်ကသူနဲ့အတူမြေပုံလိုက်လဲပေးဖို့ချူစစ်ပိုင်ကိုခေါ်ပါတယ်။မြေပုံလဲပြီးမှအငယ်လေးနှစ်ယောက်နောက်ကိုလိုက်ရင်လည်းနောက်မကျသေးကြောင်းဝမ်လင်ကပြောပါတယ်။ချူစစ်ပိုင်ကလည်းဝမ်လင်ကိုမနိုင်တာကြောင့်လက်ခံလိုက်ရပြီးတော့သူစူးစီးထားတဲ့ရှေးအောင်ပို့ဆောင်ခြင်းစီမြေပုံရဲ့မှတ်ညံကိုပေးလိုက်ပါတယ်။မှတ်ညံကြောက်စိမ့်များကိုပေးပြီးတဲ့နောက်ဝမ်လင်ကချူစစ်ပိုင်ကိုတောခွင့်ပေးပါတယ်။ချူစစ်ပိုင်ကမှတ်ညံကြောက်စိမ့်များကိုမစစ်တော့ဘူးလားလို့ဝမ်လင်ကိုမေးပါတယ်။ဝမ်လင်ကလိုလိုလာလို့မေးတော့ချူစစ်ပိုင်ကသဘောကျသွားပြီးကြောက်စိမ့်များမှာသူကောက်ချန်ထားတာမရှိကြောင်းပြောကထွက်သွားပါတယ်။ခုနှစ်ရက်ကြာသွားပြီးတဲ့နောက်ဝမ်လင်ကရှုံးမော့ပင်လေထဲမှာသွားလာနေရဆဲဖြစ်ပါတယ်။သူရောက်နေတဲ့နေရာကတိတ်မှုမမှန်တာကြောင့်ဝမ်လင်ကတင်းသွင်းထားတဲ့မျက်ဝန်းကိုထုတ်ခါရှေ့ကနေသွားခိုင်းပါတယ်။ဝမ်လင်ရဲ့မျက်ဝန်းကစစ်ဆေးနေတော့မှပဲအပေါက်တစ်ခုကဝါမြူသွားပေမဲ့ပြန်ထွက်လာနိုင်ခဲ့ပါတယ်။ဝမ်လင်ကရေခဲမီးတောင်းနဲ့စစ်ဆေးကြည့်တော့ကြောက်ကူတွေကမိတ်ဆက်သားရဲကလူပုံတံပြောင်းနေတာကိုတွေ့တော့ပါတယ်။တားရဲကအဆင့်နေပေမဲ့လည်းအတွင်းမြူတွေနဲ့ဖြည်းဖြည်းချင်းမွေးမြူလို့ရတာကြောင့်ဝမ်လင်ကတင်းသွင်းမှုဆုံးဖြတ်လိုက်ပါတယ်။ကူတွေကတားရဲကချင်းသားရဲဖြစ်ပြီးတော့ရှင်းလက်ဖျားထူစီတောင်ချင်းသားရဲတွေရဲ့ဝိုင်းရံတိုက်ခိုက်မှုကြောင့်တေလူနီးပါးဖြစ်ခဲ့မှုပါတယ်။ဒီချင်းသားရဲကလည်းထူစီကိုတိုက်ခိုက်ခဲ့တဲ့ချင်းသားရဲမျိုးနွယ်တွေနဲ့စော့နေနိုင်တယ်လို့ဝမ်လင်ကယူဆထားပါတယ်။ချင်းသားရဲကထွက်ပြေးတော့ဝမ်လင်ကရှီလီကော်နဲ့မြောက်ဝုံတို့ကိုထုတ်ပြီးတော့လိုက်ခိုင်းပါတယ်။ရှီလီကော်ကငါလေးဖြစ်တဲ့မြောက်ဝုံကိုအရင်စမ်းတိုက်ခိုက်ခိုင်းပြီးတော့မနိုင်မှသူကဝန်တိုက်ပြီးတော့အောင်မြင်မှုယူမယ်လို့တွေးထားပါတယ်။မြောက်ဝုံကလိုက်ခိုင်းနေပေမဲ့လည်းချင်းသားရဲရဲ့အချိန်ကအယမ်းမြန်နေပါတယ်။အဲ့ဒါကြောင့်ဝမ်လင်ကအကာအကွယ်ဆောင်ကိုထုတ်လိုက်ပြီးချင်းသားရဲရဲ့ပုံရိပ်ရောင်ကိုဖန်တီးပြီးတော့လိုက်စေပါတယ်။ရှီလီကော်ကတော့ပုံရိပ်ရောင်ဖန်တီးပြီးချင်းသားရဲကိုသူ့ကိုယ်သူပြန်ချခိုင်းတဲ့အကွက်ကမိုက်တယ်လို့မြောက်ပြောနေပါတယ်။ချင်းသားရဲကမိကုန်းငွေနဲ့လူတက်နိုင်ုံနဲ့မကပဲသူ့ရဲ့စုပ်တန်ကလည်းထူးကြပါတယ်။ဝမ်လင်ကတားမြက်လန်ကိုထုတ်လိုက်ပြီးတော့ချင်းသားရဲကိုချုံလောင်ထားလိုက်ပါတယ်။အဲ့ဒီနောက်ဝမ်လင်ကချင်းသားရဲကိုအမြူတွေအများကြီးပေးပြီးတော့ဝါမျိုးခိုင်းကတင်းသွင်းလိုက်ပါတယ်။ရှီလီကော်ကတော့ချင်းသားရဲကိုကြာအမြူတွေအများကြီးပေးတာကြောင့်မနာလို့ဖြစ်နေပါတယ်။အမြူတွေဝါမျိုးပြီးသွားတဲ့နောက်ချင်းသားရဲကမူလာထပ်ပို့ပြီးတော့ကြီးလာပါတယ်။အဲ့ဒီနောက်ဝမ်လင်ကချင်းသားရဲကိုစီကခရီးဆက်ပါတယ်။ခရီးဆက်သွားပြီးတဲ့နောက်ဝမ်လင်ကလျံမောမျိုးရဲ့လေလံစဝက်ကိုရောက်ရှိလာပါတယ်။ချင်းညံသူတွေကသူတို့ရဲ့ပစ္စည်းတွေကိုလေလံတင်ကဈေးမျိုးမျိုးနဲ့ရောင်းချနေကြပါတယ်။ဝမ်လင်ကစင်မော်တက်ကအလဲတန်းအမြူတွေနဲ့ရှေးအောင်ဖို့ဆောင်ခြင်းစီမြေပုံနဲ့လဲမယ်လို့ပြောလိုက်ပါတယ်။ချင်းညံသူတယောက်ကတော့အဲ့လိုအထက်တန်းမြေပုံမျိုးကတန်မိုးမဖြတ်နိုင်တာမို့အ ਨੇ ဆုံးအထက်တန်းဝိညာဉ်ကြောက်တုံးထောက်ချီလိုကြောင်းပြောပြပါတယ်။ဝမ်လင်ကအရေးသွင်းမြင့်ဝိညာဉ်ကြောက်တုံးတထုံးပေးမယ်လို့ပြောတော့အားလုံးကအံ့ဩနေကြပါတယ်။ရှုမော့ပင်လယ်မှာအရေးသွင်းမြင့်ဝိညာဉ်ကြောက်တုံးကမျိုးတုံးသွားတာကြာလာပြီဖြစ်ပါတယ်။
အားလုံးကမယုံကြည်ကြတဲ့အချိန်ဝါလင်ကအရေးသိမြင့်ဝင်းကျင်ကြောက်တုံးကိုထုတ်ပြလိုက်ပါတယ်။မြေပုံနဲ့လဲမဲ့သူမရှိတာကြောင့်ဝါလင်ကထွက်သွားတော့မဲ့အချိန်မျက်နှာဖုံးတဲ့လူတယောက်ပေါ်လာပြီးတော့အချိန်ရက်ခါသူ့မှာမြေပုံရှိကြောင်းပြောပြပါတယ်။ဒါပေမဲ့သူ့မှာကအရေးသိမြင့်ဝင်းကျင်ကြောက်တုံးအပြင်တခြားတောင်းဆိုစရာလည်းရှိနေပါတယ်။ဝါလင်ကပစ္စည်းအရင်စစ်ချင်တယ်လို့ပြောတော့အဲ့ဒီလူကမြေပုံကိုမှတ်တမ်းနေထားတဲ့မှတ်ရင်ကြောက်စိမ်းများကိုထုတ်ပေးပါတယ်။အထဲမှာတော့အသေးစိတ်ကြတဲ့ပို့ဆောင်ရေးဥတီချက်တွေကိုမှတ်တမ်းနေထားတဲ့အပြင်ပြင်ဆင်မှုအတိုင်းအတာတွေပါဖော်ပြထားပါတယ်။တောင်းဆိုချက်ကပါလဲလို့ဝါလင်ကမေးတော့မျက်နှာဖုံးတဲ့လူကသူ့နဲ့ပူးပေါင်းပြီးလူတစ်ယောက်ကိုတပ်ပေးဖို့တောင်းဆိုပါတယ်။တက်ရမဲ့သူရဲ့ကျင့်ကြံမှုကသတိထားကျင့်ကြံခြင်းပြေးဝအဆင့်ဖြစ်ပြီးတော့စိတ်ဝိညာဉ်ပုံတစ်ဝက်ကိုရောက်နေပါပြီ။ဝါလင်ကသဘောတူလိုက်ပြီးတော့လမ်းပြပေးဖို့ပြောလိုက်ပါတယ်။မျက်နှာဖုံးတဲ့လူကလည်းဝါလင်ကိုရှေ့ကနေလမ်းပြကခေါ်လာပါတယ်။တက်ရမဲ့သူကအနီးနားမှာရှိနေပြီးတော့ဝါလင်ကိုရှေ့မှာချုံကုန်နေဖို့ပြောပြီးသူကထွက်လာအောင်များခေါ်မယ်လို့မျက်နှာဖုံးတဲ့လူကပြောပါတယ်။ဝါလင်ကအဲ့ဒီလူမှာအကြံစီရှိမှန်ရိပ်မိသွားပြီးတော့အစွန်းရောက်ဝိညာဉ်နဲ့တိုက်ခိုက်ပြီးကြောက်စိမ်းများကိုလူယူလိုက်ပါတယ်။ဝါလင်ကအကုံထွက်လာခိုင်းတော့ပုံနေတဲ့သူတွေကအကုံထွက်လာပါတယ်။မျက်နှာဖုံးတဲ့လူကဘယ်အချိန်ကရိပ်မိသွားတာလဲလို့မေးတော့ဝါလင်ကရောက်ချင်းမရိပ်မိတယ်လို့ပြန်ပြောပါတယ်။အဲ့ဒီနောက်မျက်နှာဖုံးတဲ့လူအပါအဝင်နောက်ထပ်လူတွေကိုပါဝါလင်ကအသက်ပြစ်လိုက်ပါတယ်။တူလောင်အိတ်တွေကိုယူပြီးစစ်ဆေးကြည့်တော့အထဲမှာရှိနေတဲ့တဲ့အိမ်ကဝါလင်ရင်ကားရခဲ့တဲ့ဓာပြန်ရဲ့တဲ့အိမ်နဲ့တူနေပါတယ်။အဲ့ဒါကြောင့်ဓာမျိုးတဲ့အိမ်ကအများကြီးရှိလာလားလို့ဝါလင်ကတွေးနေပါတယ်။ဝါလင်ကသူ့ရဲ့ဓာပြန်ကိုတဲ့အိမ်ထဲထည့်ကြည့်တော့လူသက်ချင်တဲ့ငွေသက်တွေထွက်လာပါတယ်။တဲ့အိမ်ထဲမှာလူသက်ချင်တဲ့ငွေသက်တစ်မျိုးကိုချိတ်ပိတ်ထားပြီးတော့အနှဲငယ်သားပေါ်လာပါသေးတယ်။အကုံသာထွက်လာမယ်ဆိုရင်တော်တော်ကြီးမားတဲ့စွမ်းအားတွေထွက်လာနေတာကြောင့်ဝါလင်ကတဲ့အိမ်ကိုတင်ထားလိုက်ပါတယ်။ရလာတဲ့မြေပုံကိုချူးစစ်ပိုင်ပေးထားတဲ့ကြောက်စိမ်းများနဲ့တိုက်စစ်ကြည့်တော့ကွက်တီတူနေပြီးဝါလင်ကပို့ဆောင်ရေးအစီအရင်ရှိတဲ့နေရာကိုရှာတွေ့သွားပါတယ်။ရှီအောင်ပို့ဆောင်ရေးအစီအရင်နေရာကိုရောက်တော့ဝါလင်ကအရေးသိမြင့်ဝင်းကျင်ကြောက်တုံးတွေကိုထည့်ကအစီရင်ကိုအသက်သွင်းလိုက်ပါတယ်။အစီရင်ပွင့်လာတော့ဝါလင်ကအစီရင်ထဲဝင်လိုက်ပြီးကြောက်တိုင်းမိမာတုံးကသူ့မိဘတွေနဲ့ရှိခဲ့တဲ့အချိန်တွေကိုသတိရနေပါတယ်။ဝါလင်ကလက်စားချေဖို့အတွက်နှစ်ပေါင်း400ဆောင်းခဲ့ရပြီးအခုချိန်မှာတော့လက်စားချေဖို့အတွက်ကြောက်တိုင်းမိကိုပြန်လာနေပြီဖြစ်ပါတယ်။ဒါကတော့အပိုင်း45ဖြစ်ပါတယ်။နောက်တစ်ပိုင်းကိုနောက်နေ့မှဆက်ပြီးတော့တင်ပြသွားပါမယ်။